6လပိုင်းတစ်လလုံးမှာပေါ့နော်တိတိတတာနဲ့ငွေကြေးလက်လာပါတွေကန်ကောင်းမယ်ထီကန်ငွေကန်ကောင်းမယ်ကန်ချမိုင်းထောက်ပံ့ကောင်းတွေရရှိမယ်ယာရုတွေတိုးတက်မယ်အလောက်ကင်တွေအဆင်ပြေမယ်ပေါ့နော်ဈေးရောင်းဈေးဝယ်တွေကောင်းပြီးတော့မှအကျွေးတွေကိုရစရာရှိတဲ့သူတွေကလည်းအကုန်လုံးမဟုတ်ရင်တော့တဝက်လောက်ပြန်ရမယ်လုပ်ငန်းအခွင့်အလမ်းကောင်းအဆက်အသွယ်ကောင်းတွေပေါ်မဲ့နေ့နံလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်ရှင့် follow လေးမနှိပ်ရသေးဘူးဆိုရင် follow လေးနှိပ်ပါကန်ကောင်းချမ်းသာပြီးရွှေတကားတွေပွင့်ပြီလို့ comment လေးမှတ်ခဲ့ပါအောင်เนาะဘာနဲ့သားသမီးလဲဆိုတာလေးကိုလည်းဆင်မကို comment လေးမှတ်ပြီးတော့ပေါ့เนาะဘာနဲ့သားသမီးအင်္ဂလိပ်ဘယ်နှစ်ရက်နေမှာမွေးရဆိုတာလေးကိုလည်း comment လေးမှတ်ပေးခဲ့ပါအောင်เนาะဆင်မမြစ်တာပို့ပြီးတော့ကန်ကောင်းခြင်းတွေပိုင်ဆိုင်ဖို့အတွက်စုမုံကောင်းလေးတောင်းပေးခြင်းလို့ပါရှင်ချစ်မိတ်ဆွေအားလုံးတို့ပေါ့เนาะ6လပိုင်းမှာကန်ကောင်းပြီးတော့ငွေကြေးလက်လာပါတွေရရှိမယ်ထီပေါက်တယ်လို့မျိုးငွေတွေအထောက်လိုက်ထဲလိုက်အစုလိုက်ပုံလိုက်ရရှိခြင်းတွေပေါ့နော်ဖြစ်ပေါ်မယ်နေနံသားသမီးတွေကတော့တနင်းဝတ်နေတလဲလာဖြစ်ပါတယ်တောက်ကြစတာပရိဖြစ်ပါတယ်ရှင့်စနေနဲ့ရာဟုဖြစ်ပါတယ်ရှင့်အဲ့ဒီနေနံတွေကတော့6လပိုင်းမှာငွေတွေတက်တော့လဲဝင်မယ်အလောက်ကင်တွေအဆင်ပြေလာမယ်ဆုံးရှုံးပြီလို့မျှော်မှန်းထားတဲ့အရာတွေပြန်လည်ရရှိလာလိမ့်မယ်မိကောင်းဆွေကောင်းတွေနဲ့ပြန်တွေ့ပါလိမ့်မယ်ကိုယ့်ကိုအကူအညီကောင်းပေးမဲ့သူတွေနဲ့တွေ့ပါလိမ့်မယ်ကိုယ့်ရဲ့တိုက်ဆက်ပဋ္ဌာန်းဆက်တွေအဆောက်အအုံအဆက်နယ်တွေကနေအိမ်မက်ပေးတာတွေထူးခြားတဲ့အနက်တွေပေးတာတွေထူးခြားတဲ့ပုဂ္ဂိုလ်ထူးတွေနဲ့တွေ့ရတာမျိုးတွေထူးခြားတဲ့ရဟန္တာကြီးတွေဆရာတော်ဖျားကြီးတွေဖူးတွေ့ရတာမျိုးတွေလည်းကြုံတတ်တယ်မိမိရဲ့အိမ်ကိုလည်းပဲပေါ့နော်အိမ်ဖျားတွေကြွလာတတ်တယ်ရဟန္တာဘုံတွေကြွလာတတ်တယ်ဖုန်းကိုအရင်ဦးဆုံးဖွင့်တဲ့အခါမှာဖုန်းသုံးမှုကိုင်လိုက်တဲ့အခါမှာလည်းပဲပေါ့နော်ကန်ကောင်းတဲ့အတန်လေးတွေကြားရတတ်တယ်ကန်ကောင်းတဲ့ post လေးတွေတွေ့ရတတ်တယ်ထူးခြားတဲ့ကိုမဖူးဘူးတဲ့ဖျားတွေဖူးရတတ်တယ်ဒါဆိုလို့ရှိရင်တော့ကျိန်းသေးပါတယ်ကန်ကောင်းကြီးတွေရရှိလာပါလိမ့်မယ်ကားရှာနေတဲ့သူတွေဆိုလို့ရှိရင်လည်းကားကောင်းကားတန်လေးတွေတွေ့လိမ့်မယ်အယောင်းဝယ်ကိစ္စလေးတွေလည်းအဆင်ပြေသွားလိမ့်မယ်ရွှေတွေဝင်မယ်ငွေတွေဝင်မယ်အလောက်ကင်အဆင်ပြေမယ်အထက်လူကြီးရဲ့အကူအညီကောင်းလေးတွေရရှိပြီးတော့ပေါ့နော်ကိုဘဝရဲ့အနေထားသုံးစာတိုးပြီးတော့မြန်မာကျွဲဝခြင်းတွေရရှိမှာဖြစ်ပါတယ်ရှင်။သားသမီးအနေနဲ့ပတ်သက်လို့ရှိရင်တော့ကျမ်းမာရေးလေးတွေအိမ်နေနဲ့လေးတွေကဂရုစိုက်ပြီးနော်သားသမီးလေးတွေချူချတာမျိုးလေးတွေဖြစ်တတ်တယ်။အလောက်ကင်အခွင့်အလမ်းကောင်းလေးတွေနဲ့ပတ်သက်လို့ရှိရင်စိတ်ရှုပ်ထွေးရတာလေးတွေကိုယ့်အပေါ်မှာမနာလိုမကောင်းချင်တာလေးတွေကြုံတွေ့တတ်တယ်ရှင်။အဲ့တဲ့ကြောင့်မို့အမြဲတမ်းကန်စားတာမြန်မာနေအောင်တရဏဂုံသုံးမှာဂုံတော်ကိုပါ24ပစ္စည်းပဋ္ဌာန်းအကျဉ်းလေးကိုအသက်စေရွတ်ပါကို့မှာဆရာသမားကောင်းတွေရှိရဲဆိုလို့ရှိရင်လည်းနားလေဆရာသမားတွေနဲ့တိုင်ပင်ဆွေးနွေးပြီးတော့အစွမ်းထက်အဆောင်လေးတွေရည်ရည်လေးတွေပြုလုပ်သင့်ပါတယ်။ကန်စာတာအသေးစိတ်လေးစစ်ဆေးသင့်ပါတယ်ရှင့်။ဆရာမပွင့်သစ်ခိုင်ဖြစ်ပါတယ်။ကံကောင်းခြင်းတွေများစွာကိုအလိုရှိပါတယ်။အဲ့အတွက်ကြောင့်မို့ချမ်းသာကြပါစေ။တထေးမကြီးတွေတထေးကြီးဖြစ်ပါစေရှင်။